ခုမြင်တွေ့နေရတာတော့ဈေးကောင်းရတဲ့ကြောက်ချဘူးဖမ်းနေတာပဲဖြစ်ပါတယ်ဒီကြောက်ချဘူးကိုတော့ဦးတော်ကိုအထက်ပဲခေါင်လန်ဖူးရီတန်းရွာဘက်မှာဖမ်းနေတာဖြစ်ပါတယ်တရက်ကို10ဘူးကနေ12ဘူးထိရတယ်လို့လည်းသိရပါတယ်တရုတ်ကနေပြီးတော့ဈေးကောင်းပြီးဝယ်တာဖြစ်ပြီးတော့တဘူး6000ကနေတသိန်းထိဈေးရတယ်လို့လည်းသိရပါတယ်ဒီကြောက်ချဘူးကိုငေဦးတီးလေးနဲ့ကြော်စားရင်ရမ်းစားလို့ကောင်းတယ်လို့လည်းသိရပါတယ်ခုမြင်တွေ့နေရတာတော့ကြောက်ချဘူးတွေပဲဖြစ်ပါတယ်ကြောက်ချဘူးတွေကိုနေလှမ်းထားတာဖြစ်ပါတယ်ဒီနေလှမ်းပြီးသားမှပြန်ပြီးတော့ကျွန်တော်တို့ပြန်ရောင်းရတာဖြစ်ပါတယ်လူစီဘူးတဘူး6000ဝန်းနေတသိန်းစီရတာဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘ ഹു တုဒအဖြစ်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်